ကမ္ဘာချန်ပီယံဆိုတဲ့ဘွယ်တူးကြီးကိုစောင်းထားပေမဲ့ Stamford Bridge မှာအမှတ်တွေခွဲဝေနေသေးပဲဖြစ်တဲ့ Chelsea အသင်းအဲ့တော့2025အကုန်မှာကျွန်တော်တို့ Chelsea အသင်းကဘာတွေဖြစ်ကုန်တာလဲကျွန်တော် Chelsea အသင်းအနေနဲ့ November လထဲမှာဒီ Arsenal အသင်းကို10ယောက်17ယောက်နဲ့တရေကစားနိုင်ခဲ့လို့စိတ်ဓာတ်ကောယုံကြည်မှုကောလမ်းကြောင်းမှန်ပေါ်ကိုပြန်လဲရောက်ရှိလာပြီလို့တပရိသတ်တွေအကုန်လုံးကထင်ခဲ့ကြပေမဲ့တကယ်တော့ကျွန်တော်တို့ထင်ထားတာနဲ့လက်တွေကလုံးဝ opposite ပြဓာတလန်းတန်တလန်းလိုပဲလုံးဝကိုဝေးကွာလွန်းနေတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ Arsenal နဲ့တရေကြပြီးတဲ့ကကျွန်တော်တို့ Chelsea အသင်းရဲ့ရလဒ်တွေကိုကျွန်တော်ပြောပြမယ် League ရဲ့အိမ်ခွင်းမှာကျွန်တော်တို့3ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးတယ်ဘုံမောက်အိမ်ခွင်းမှာတရေကြတယ် Champions League မှာ Atalanta ကို2ဂိုးတဂိုးနဲ့ရှုံးတယ် Newcastle ကို 2-2 နဲ့တရေကြတယ် Aston Villa ကို 1-2 နဲ့ထက်ရှုံးတယ်အခုဆိုရင်လည်းဘုံပေါက်ကိုအိမ်ခွင်းမှာ2-2နဲ့တရေကြတယ်ကျွန်တော်ချက်စီအသင်းအနေနဲ့ဒီဇင်ဘာလထဲမှာ10ပွဲကစားခဲ့ရမှာ2ပွဲပဲအနိုင်ပွဲရရှိအောင်ဆွမ်းဆောင်ထားနိုင်တယ်ဗျာဒါကကျွန်တော်တို့ချက်စီလိုမျိုးအသင်းဒီလိုမျိုးကလပ်အသင်းတစ်ခုအနေနဲ့ဒီလိုဆွမ်းဆောင်ရမျိုးရရှိရဆိုတာကလုံးဝလက်ခံပေးလို့မရဘူးနားလည်ပေးလို့မရဘူးပြောစရာစကားလည်းမရှိတော့ဘူးဘာပြောလို့ပြောရမှန်းလည်းမသိတော့ဘူးတေချာတာခုကနီပြအန်ဆိုမာရက်စကာအနေနဲ့လည်းထိုင်ကုန်ရောမြက်ခုံရောတကိုယ်လုံးတော်တော်လေးလှုပ်နေလောက်ပြီးနောက်တစ်ပွဲနှစ်ပွဲလောက်ပြီးရင်ပြုတ်ဖို့ကတေချာတလောက်ရှိတယ်ဘာဖြစ်လို့ဆိုတော့နောက်ပွဲကလည်းမန်စီးတီးနဲ့ကန်ရမှာဖြစ်တဲ့အတွက်မျှော်လင့်ချက်က50-50ပဲဒါပေမဲ့တခုသတိထားရမှာကျွန်တော်ချက်စီအသင်းကဒီလိုမျိုးအသင်းကြီးဆိုရင်တော့နည်းနည်းတော့မျှော်လင့်ချင်သေးတယ်နည်းနည်းအားချောင်းချင်သေးတယ်ဒီလိုမျိုးအသင်းဆိုရင်တော့နည်းလေးမျှော်လင့်ကြည့်ချင်သေးတယ်နောက်ပတ်မန်စီးတီးနဲ့ပွဲကိုတော့ကျွန်တော်ထွေထူးအများကြီးပြောကြမရှိပါဘူးမင်းညာအကုန်လုံးပွဲကြည့်ရသူအကုန်လုံးမြင်ပါပဲအဲ့တော့ကျွန်တော် Chelsea အသင်းအနေနဲ့ကကျွန်တော် Chelsea အသင်းကိုချစ်တဲ့ပရိသတ်တွေအကုန်လုံးကိုနှစ်ကူးမှာပေးခဲ့တဲ့လက်ဆောင်ကအသေးကွဲခြင်းတွေလိုပဲပြောရမလို့ဖြစ်နေပြီအသင်းရဲ့ကွင်းလင်တောင်ပန်တိုက်စစ်တွေမှာကကျွန်တော်တို့လူရင်အားလုံလောက်လူငယ်ကစားသမားတွေအများကြီးရှိနေရဆိုပေမဲ့ကျွန်တော် Chelsea အသင်းရဲ့ခံစစ်က level ကိုပဲမရှိတဲ့ကလုံးဝအခုထိပေါက်ပြဲစုပ်ပြက်တက်နေတော့မယ်ပွဲတိုင်းလိုမှာဒီလိုမျိုးစိတ်ပြက်စရာခြေစွမ်းကိုမြင်ရတယ်ဗျာကျွန်တော် Chelsea အသင်းရဲ့ခံစစ်အနေနဲ့ကဒီကိစ္စကလည်းကျွန်တော် Chelsea အသင်းရဲ့နီးပြအန်ဆိုမာရက်စကာနဲ့ဘုတ်အဖွဲ့တွေကြားမှာအကြီးမားဆုံးပုတ်တိုက်မှုလို့ပဲကျွန်တော်ကတော့သုံးသပ်ချင်တယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော် Chelsea အသင်းနီးပြအန်ဆိုမာရက်စကာလိုအပ်နေတဲ့ဘိုးခံစင်မှုတစ်ယောက်လောက်ကိုဘုတ်အဖွဲ့အနေနဲ့လုံးဝခေါင်းမာပြီးအခုအချိန်ဒီခေါ်ယူဖို့လုံးဝမစင်စားပေးသေးဘူး။ဒီအချက်ကကျွန်တော်တို့နီးပြအန်ဆိုမာရက်စကာနဲ့ဘိုးအဖွဲ့ဝင်တွေကြားကလုံးဝပုတ်တိုက်မှုကြီးကြီးမားမားအချက်တစ်ချက်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်။အခုဆိုရင်တောက်ပိုလီနဲ့ဒီကျွန်တော်တို့ Capital တို့ကလည်းဒီ Top 4 Down နှစ် Champion League မဝင်ပါဘူးစိုးရိမ်ပြီးတော့ဒီပြအန်ဆိုမာရက်စကအပေါ်ကိုတန်တရားဝင်လာခဲ့ပြီပေါ့နော်အစကတော့ရေရှည်စီမံကိန်းထဲမှာလုံးဝဘယ်လိုပြောရမလဲ50-50ရာခိုင်နှုန်းဆိုပေမဲ့အခုတော့သူတို့ရဲ့အတွင်းထဲမှာလှုပ်ဝက်ဆွေးနွေးတာတွေဗာမျိုးတွေရှိရင်ရှိနေလောက်ပြီနီးပြတစ်ခေါ်ယူဖို့တွေစိတ်မကောင်းပါဘူးဖြစ်ပျက်သမျှအရာကတော့ကျွန်တော်တို့ပြည်သက်တွေကခံစားရမှာပဲဒါကမတက်နိုင်ဘူးကိုတွေအပေးတဲ့အသင်းကဒီလိုဖြစ်ကြုံနေရတာဆိုတော့လေfighting မှာညီကိုတွေအကုန်လုံးတမာရွက်စားပေးရတယ်တဲ့တမာရွက်စားပေးစတာပါအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော် Chelsea အသင်းအနေနဲ့ November နောက်ဆုံးအပတ်လောက်မှာ Arsenal အသင်းကို10ယောက်17ယောက်နဲ့တရေကြပြီးကတဲကကျွန်တော် Chelsea အသင်းရဲ့ရလဒ်တွေကတော်တော်လေးဆိုးလာအခုအချိန်ထိပဲအဲ့တော့လာမယ့် Man City နဲ့ပွဲမှာရောဘလို့စွမ်းဆောင်ရည်တွေပြမလဲဘလို့အခြေအနေတွေ surprise ဖြစ်လာအောင်မလဲဆိုတာကတော့နောက်ပတ်ကြမှာပဲပြန်တွေးကြမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြောသားရတဲ့မှာလိုအပ်တာတွေအမှားတွေရှင်လဲတောင်းပန်ပါတယ်ဘောလုံးပွဲတွေကို online နဲ့ယုံကြည်စိတ်ချလက်ချစော့ကစားခြင်းကျွန်တော်စီမှာလာရောက်စော့ကစားဖို့ဖိတ်ခေါ်ချင်ပါတယ် Viber Telegram နံပါတ်39 4400 16648မှာအကောက်တစ်ဖွင့်ပြီးဆက်သွယ်စော့ကစားလို့ရပါတယ်ဖုန်းနံပါတ်ကတော့39 4433 16648ပဲဖြစ်ပါတယ်မြန်မာကျပ်ငွေထိုင်းဘတ်ငွေ2မျိုးစလုံးနဲ့စော့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်